မင်္ဂလာပါဗျာကျွန်တော်ဒီနေ့ကတော့မုကထဆိုင်အပဘူဖေးဆိုင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်သူကတော့လုံးဝစီးဖူးကိုတော်တော်စုံပါတယ်အဲ့လိုဂုံးတွေကမာတွေပြီးလို့ရှိရင်တော့ဒီချက်တွေပါတယ်အကုန်ရှိတယ်ပေါ့နော်ဒီအဓိကကတော့ကျွန်တော်ကြိုက်တာဆာလမွန်ငါးတွေပေါ့နော်ဆာလမွန်ငါးတွေဆိုဘူဖေးအကုန်လုံးဘူဖေးပါပဲဘာပဲဆက်စားပေါ့ဈေးကြီးတဲ့ဟာတော်တော်များများပါတယ်ပေါ့နော်ကြောက်ပစုံနေလေပါတယ်ဒီမဲ့ဒီဗီဒီယိုထဲမှာတော့ကျွန်တော်မရိုက်ထားရဘူးပေါ့နော်ဟိုသူတို့ကတစ်ခေါက်နဲ့တစ်ခေါက်မတူဘူးပေါ့နော် upgrade ပြန်လုပ်ထားတာအခုကျွန်တော်သွားတဲ့အခေါက်တုန်းကကျတော့ကြောက်ပစုံနေမပါဘူးအခုကကြောက်ပစုံနေပါပါတယ်သူကဘိုဖေးကမှ399ပဲကြာပါတယ် PCU မှာသူကရေတို့ဂျုတို့ဘာတို့အကုန်လုံး free ပဲပေါ့နော်ကိုကုတ်တို့ကိုကာကိုလာတို့ဟို orange juice တို့ဘာတို့အကုန်လုံးကသူတို့ free ပေးထားတယ် depression တော့အချူဝဲတွေလည်းရှိတယ်လို့ဒီမှာအသီးတို့ဘာတို့လည်းအကုန်ရှိပါတယ်အသီးတွေတော့တစ်ခေါက်နဲ့တစ်ခေါက်တွေတော့မတူဘူးပေါ့သူတို့ကချိန်ပေးတယ်အဲ့လိုမျိုးအမြဲတမ်းကိုသွားလိုက်တိုင်းသူတို့ကသွားဘူးတဲ့ပုံစံနဲ့မှုနဲ့မတူအောင်သူတို့ upgrade အမြဲလုပ်ပေးတယ်ပေါ့နော်အစားတောက်တွေဆိုလည်းဒီမှာချက်ပြီးသားတွေလည်းရှိတယ်ပြီးလို့ရှိရင်ကြော်ပြီးသားတွေလည်းရှိတယ်ဒီကနန်းမဲတွေကတော့ကျွန်တော်ဗီဒီယိုထဲမှာမြင်ရတာနည်းနည်းလေးပေါ့နော်ခက်စစောလေးသွားလို့စင်ပူးစုံတယ်ဒါပေမဲ့သူတို့ကဟိုသွားတဲ့နောက်ကြောက်လို့လည်းမဖြည့်ပြီးမှတော့မကြောက်နဲ့ဖြည့်ပြီးတဲ့သူတို့ကတော်တော်လေးကိုစုံလေးနဲ့ရှိတယ်အဒီဆိုင်မှာဆိုရင်တော့ကျွန်တော်တို့အခုသစားတဲ့ဆိုင်လေးကတော့အပဆိုင်ခွဲဒီဘန်ဘွန်ဆိုင်ခွဲမှာသစားဖြစ်တာပါသူဆိုင်ကတော့အများကြီးရှိတယ်ဘယ်နှဆိုင်ရှိတယ်လဲကျွန်တော်တို့မသိဘူးဒီအပဆိုင်ဆိုပြီးရိုက်ရှာကြည့်လိုက်ပေါ့နော်အပဘူဖေးမူကထားဆိုလို့ရိုက်ရှာကြည့်လိုက်သူဆိုင်နေရတော့ဒီပထုံဌာနီတို့မှလည်းရှိတယ်လို့ပြောတယ်ဒါပေမဲ့ဘယ်နှဆိုင်ရှိလဲဆိုအတိအကျမသိတာပါဒီပဇွန်ကန်ဆိုရင်အရှင်တွေပေါ့နော်သူထည့်ထားပြီးတဲ့အရှင်လေးတွေလည်းရှိတယ်လို့အသေးတွေလည်းရှိပါတယ်ပြီးလို့ရှိရင်လည်းဒီဂုံးတို့ကနန်းတို့ပြုတ်စားခြင်းလို့ဆိုရင်လည်းသူတို့ရင်တွေဦးအကြီးတက်ထည့်ထားပြီးရရှိတယ်ပေါ့နော်အဲ့ဒီမှာပြုတ်ပြီးတော့စော့နဲ့တူစားလို့ရပါတယ်ဒါလေးတွေတော့ကိတ်မုတ်မီနီကိတ်မုတ်လေးတွေသူတို့ကလောက်ထားပြီးတယ်အများကြီးပဲအသေးသေးလေးတွေနဲ့နောက်ပြီးလို့ရှိရင်ရွှေရင်အေးတို့မဟုတ်လားဆောင်းတို့ဘာလို့အကုန်ရှိတယ်ပြီးလို့ရှိရင်ဒီမှာဟိုဗာလဲသူတို့ထိုင်းလို့ခေါ်တာဟိုဗာလဲကုန်းတောင်တို့ဘာလို့လေအဲ့လိုမျိုးဟိုဗာလဲငံပြက်ကြီးစိန်ပေါ့နော်ပြီးပဇွန်ငံပြက်ကြီးစိန်လို့ငံပြက်ကြီးစိန်တို့အဲ့လိုမျိုးတွေရှိတယ်ပေါ့နော်အစိမ်းစားတဲ့ဟာတွေကင်းမို့ဦးကျော်တွေကျွန်တော်တော့အဓိကအကြိုက်တာလေဆလမွန်9ရဲ့ပဇွန်ဒုတ်ကြီးရဲ့ပြီးလို့ရှိရင်တော့ကင်းမို့ဦးကျော်ရဲ့အဲ့ဒါအဓိကစားဖြစ်တယ်ပေါ့နော်9ကင်းနေလည်းရှိတယ်ပြီးလို့ရှိရင်တော့ปลากระพงนึ่งมะนาวတို့ปลากระพงทอดน้ำปลาတို့ဘာလို့အဲ့လိုမျိုးတွေလည်းရှိရဟိုငါးငန်းပြကြီးကြော်ပေါ့ကကတိကြော်တွေကကတိပြီးလို့ရှိရင်တော့စားငါးမင်းကင်းနေလည်းရှိတယ်ကျွန်တော်အကုန်တော့မရိုက်ထားရဘူးเนาะနင်းရဘယ်လိုပြောမလဲဒီဘဲကင်းနေဆိုရင်လည်းလုံးဝဟိုကျွန်တော်တို့ဘဲသားမစားတော့မစားခဲ့ဘူးတခါမှမစားဘူးပေါ့နော်ဘဲသားတော့မဲသားတွေလည်းရှိတယ်သူကနောက်ပြီးတော့ဝက်သုံးတဲ့သားဝက်ဂုတ်ကင်းနေလည်းရှိတယ်ပေါ့နော်အသားတွေတော့တော်တော်စုံပါတယ်ကျွန်တော်တို့ဝက်သားတွေဘာလို့အသားတွေတိတ်မစားဖြစ်ဘူးအဓိကစားတာဒီဆလမွန်9ရဲ့ဒီပဇွန်ငံပြရည်ရပြီးလို့ရှိရင်တော့တခြားဒါကတော့ဘယ်လိုသွားရလဲဆိုတာတော့သူတို့ဗီဒီယိုနဲ့ကျွန်တော်ကူးယူပြီးတော့ဒီကိုပြတာပြီးတယ်ပေါ့နော်လန်ကာစီမဲ့ဆိုရင်ဘယ်ကားတွေရောက်လဲဆိုတော့မပြတာပါတယ်ဒါသူတို့ဆိုင်လေးပါဆိုင်အတွင်းလေးကတော့ဒီမှာကားပါကင်ကားပလို့ရှိရင်လည်းကားရိုက်လို့ရတယ်ပေါ့သူကမုတ်လဲအဲ့လိုပဲတစ်ခေါက်နဲ့တစ်ခေါက်မတူတာမတူအောင်သူကထည့်ထားပေးတယ်ပေါ့နော်အသီးတွေလည်းအဲ့လိုမျိုးတရက်နဲ့တရက်မတူအောင်သူတို့ချိန်ပေးတယ်ပေါ့တခါသွားလို့ရှိရင်တခါပြောင်းလဲတော့တွေးရတယ်ဒီဆိုင်ကတော့အမြင် upgrade လုပ်ပေးတယ်ပေါ့နော်ရေခဲမုတ်တွေလည်းရှိတယ်စားလို့ရတယ်အရွက်တွေကတော့အခုမြင်နေရတဲ့အတိုင်း blue ရှင်တွေမှာ barbecue တို့ဘာတို့လည်းရှိတယ်ပေါ့ဒါကတော့ဝင်းစင်းအုပ်ကုန်းလို့ခေါ်တယ်သူတို့ထိုင်းလို့ခေါ်တာပေါ့ဆော့ဆိုတော့ဆော့3မျိုးရှိတယ်ပေါ့နော်ပြီးလို့ရှိရင်လည်းကျန်တာကိုယ့်ဟာကိုယ်ဆက်လို့လည်းရတယ်ဒါလေးကတော့ရှိတယ်နဲ့သူတို့လောက်ထားပေးတယ်ပေါ့နော်ဂုံးတို့ဘာတို့ပေါ့နော်ဂုံးတို့နဲ့ရှိတွေကိုအပေါ်မှာအုပ်ထားပြီးဒါကင်စားလို့ရတဲ့ဟာဒီကောင်ဆိုဘဲကင်ပါအရိုက်မှတ်ပါတယ်တကယ်စားနိုင်တဲ့သူကတန်တယ်ပေါ့နော်ကျွန်တော်တော့စိတ်မစားနိုင်ဘူးပေါ့နော်ဟိုဆက်နဲ့စားတာဟိုဆက်စားတာပေါ့နော်ဒါပေမဲ့တခြားလူတွေကတော့တန်တယ်ပဇွန်ကျွန်တော်တို့အဓိကစားပဇွန်ဆလာမောင်9နဲ့အဲ့ဒါတွေပဲအဓိကစားတယ်တချို့ဆိုတော့တော်တော်စားနိုင်တယ်ဗျအများကြီးစားတယ်ဒီဟိုတခြားဟာတွေလည်းကိုကရွေးချယ်စရာတွေအများကြီးရှိတယ်ပေါ့နော်ဒီကောင်ဆိုသူကပြုတ်ထားပြီးသားဆိုလည်းကိုကစောနဲ့တို့စားလိုက်ရုံပဲပေါ့နော်ဒီအာလူကြောင်ကျိုးတို့ဘာလို့အဲ့လိုမျိုးဆိုလည်းလုံးဝမစားထမင်းကျိုးတို့ဒီဝက်ကျွတ်ကြော်လေးလည်းမဆိုးဘူးပေါ့နော်ဝက်ကျွတ်ကြော်ဆိုတော့ကျွန်တော်ကတုံးတော့စားဖြစ်တယ်အဲ့လိုမျိုးတခါတလေသွားလို့ရှိရင်တော့စားဖြစ်တယ်အမြဲတော့မစားတအားအီတယ်ပေါ့နော်သူမှဝက်သားတွေပါကြီးကြတော့မူကထဆိုင်နေမှာဆိုတော့ကျွန်တော်သိမစားဘူးဘာလို့လဲဆိုတော့
စားရတာမဟုတ်တယ်ညနေဘက်သွားလို့ရှိရင်ပေါ့နော်ဒီလို